တကယ်တော့ကဘာကူလာသမကားလို့ဖွဲ့စည်းလို့တော့မရှိသင့်တော့ဘူးလို့ညီကထင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့ရိုင်းပြောရမယ်ဆိုရင်တော့မကူကတော့အားနာပါတယ်။သူတို့ရှင်းမှာမရင်းကျင်နေတော့ဟာကျွန်တော်တို့ကတော့ကန့်ကွက်ပါတယ်စိုးရင်ရပါတယ်ဒါကတော့မဖြစ်သင့်ပါဘူးဆိုတဲ့အနေအထားတွေပဲဟိုတော့ပြောနေတာ။တကယ်လက်တွေ့ကြကြသူတို့မှလုပ်ပြီးနိုင်တာဘာမှမရှိဘူးဗျ။ဒါပေမဲ့တေချာတာတစ်ခုကတော့ဟိုတော့သူတို့စိတ်ကြိုက်လုံးနိုင်မှာတော့မဟုတ်ဘူးဗျ။ဘာလို့လို့ဆိုတော့ကျွန်တော်တို့ကအညာသူညာသားပေါ့နော်ရင်ကနေကစကားရှိခဲ့တယ်အညာသူညာသားနှလုံးသားမှာအသေးမှာတော့သိရမလားတောင်းလို့ပဲသိရမလားအသေးခွတ်မှာသိရမလားအနိုင်ရှုံးဆိုတာအသေးနဲ့ပဲဆုံးဖြတ်တဲ့အထိပေါ့နော်အဲ့လောက်ထိသဲမှာတယ်ညာသူညာသားတွေပေါ့ရှင်းတယ်ပြတ်တယ်ပေါ့နော်ပြီးရင်ပေါ့နော်ကျွန်တော်တို့ကနိုင်မင်းကိုလောင်းတဲ့အစစ်မဟုတ်တဲ့မယ်ပေါ့နော်စေအုပ်စုကိုပဲနိုင်မင်းဖြစ်စီခြင်းနေတဲ့တရုတ်ကိုပေါ့နော်ကျွန်တော်တို့တုတ်ဖို့တော့လိုပြီလားဒါသိရမလားကျွန်တော်နိုင်ငံတကာတွေသိရမလားကျွန်တော်ပါတယ်ကျွန်တော်ကြီးမဆိုင်ဒါပေမဲ့ကျွန်တော်တို့ကရှင်းရှင်းလေးပဲကျွန်တော်တို့တော်လန်ရေးကိုထူပါလာပြီဆိုရင်တော့တူသိရမလားကျွန်တော်တရုတ်မကလို့သိရမလားငကားအဖေဖြစ်ကျွန်တော်တို့ဒီချိန်မှာတော့ပြန်ပြီးတကွာလောက်တော့ပြန်ပြဖို့လိုပြီလို့တော့ကျွန်တော်မြင်တယ်စေအုပ်စုဘက်မှာကာဘာပေးနေတဲ့ကောင်တရုတ်ကိုကျွန်တော်တို့ပြတ်တသားပေါ့နော်ကျွန်တော်တို့ဆုံးဖြတ်သိပြီလို့ထင်ဘာမှကြောက်စရာမလိုဘူးရဟုတ်ဒါပဲညီရလို့ပြောချင်ပါတယ်အတီပဲခံလိုက်မယ်ပေါ့နော်ရှင်းရှင်းလေးပဲမင်းကားကိုနိုင်အောင်ခွတ်လေနော်နိုင်အောင်ခွတ်အတီပဲခံလိုက်မယ်ညီတို့ဘယ်တော့မှညှိနှိုင်းမှာမဟုတ်စကားဝိုင်းမှာညှိနှိုင်းမဲ့အဲမှာတော့ညီတို့ဘောတော့အညာတက်ရင်မဟုတ်ပါဘူးဘောတော့ PDF ပေါ့နော် PDF တက်တွေအားလုံးအတူတူပဲလို့ထင်ပါတယ်ညီတို့ပဲပေါ့နော်အဲ့တော့ကျတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ကတောင်းမျိုးလေးဖြစ်တဲ့အသေးခွတ်မှာဗျပြီးတော့ကျတော့ဘောနော်တိတ်ပြီးတော့လေဘောနော်အခြားဒီစေုပ်စုနဲ့ပတ်သက်ပြီးတိတ်ပြီးတော့လေအပြောင်းလဲတွေဒါကြီးဖြစ်လာမယ်လို့ညီမထင်ဘူးဗျတိတ်ပြီးတော့လေစိုးရင်စရာမလိုဘူးဘာကြောင့်လဲဆိုတော့အခုကနေရပေါ့နော်ကျွန်တော်တို့ဒီအာဆီယံနိုင်ငံအပါအဝင်ပေါ့နော်ဒီနိုင်ငံတကာအတိုင်းဝိုင်းကကျွန်တော်တို့ပြည်သူတွေရဲ့ခံစားချက်ကျွန်တော်တို့ပြည်သူတွေရဲ့ပေါ့နော်ကြုံတွေ့နေရတဲ့ဒုက္ခကိုလက်လူရှုထားတာပဲအခုလည်းရှုထားတာပဲဘယ်သူဘာကူညီလို့တော့ကျွန်တော်တို့ရှင်းရှင်းလေးပဲလေအခုလည်းကျွန်တော်တို့လက်လူရှုထားတာပဲကျွန်တော်တို့ကဒါဥပဒေတွေရသိရမလားလူသားစာနာတွေဘာတွေညာတွေကျွန်တော်တို့လုပ်နေတယ်ဒါပေမဲ့ဘယ်နိုင်ငံကကျွန်တော်တို့လာပြီးတော့မှတစ်ချက်ကြည့်လို့လဲဗျအခုချိန်ထိလည်းမကြည့်ခဲ့ပါဘူးရှင်းလေးပဲတကယ်တော့ကဘာကူလာသမကားလို့ဖွဲ့စည်းလို့တော့မရှိသင့်တော့ဘူးလို့ညီကထင်တယ်ဗျဘာကြောင့်လဲဆိုတော့ရိုင်းပြောရမယ်ဆိုရင်တော့မကူကတော့အားနာပါတယ်သူတို့ရှင်းမှာမရင်းကျင်နေတော့ဟာကျွန်တော်တို့ကတော့ကန့်ကွက်ပါတယ်စိုးရင်ရပါတယ်ဒါကတော့မဖြစ်သင့်ပါဘူးဆိုတဲ့အနေအထားတွေပဲဟိုတော့ပြောနေတာတကယ်လက်တွေ့ကြကြသူတို့မှလုပ်ပြီးနိုင်တာဘာမှမရှိဘူးဗျဘာမှလည်းလုပ်မထားဘူးဗျ viewer မြောက်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်းရှင်းလေးပဲသူတို့ရွေးကောက်ပွဲနေ့လုပ်မယ်နေ့ကိုတတိယ line လို့မဟုတ်ဒီရေးတာထပ်ခေါ်ပြီးတော့ကျုံးပလိုက်တော့အဲ့လိုမျိုးကျုံးပါရဒီပွဲကရှုံးလို့မရတဲ့ပွဲမဟုတ်ဘူးဗျနိုင်မှတော့ဖြစ်မဲ့ပွဲရှုံးတယ်ဆိုတဲ့ကမရှိဘူးစောကြီးကနေနိုင်မယ်ဆိုတဲ့ခံယူချက်နဲ့လာတဲ့ကောင်တွေဖြစ်တယ်အဲ့တော့ကြတော့အဆုံးထိတိုက်ဒီအာနာရှင်စနစ်ကိုကျွန်တော်တို့ကအကိုင်းလေးရင်ချိုးမှာမဟုတ်အမြစ်ကပါလှန်ပလိုက်ရှင်းရှင်းလေးပဲနောက်တစ်ခါအာနာရှင်စနစ်ဆိုတော့ကျွန်တော်တို့နောက်ကလေးတွေနောက်လူငယ်တွေကြားလို့ရှိရင်ကျွန်တော်တို့တမိုင်းစာအုပ်ထဲမှာပေါ့နော်ပြန်ဖက်ရတဲ့ခေတ်မျိုးကိုရောက်အောင်ကျွန်တော်တို့ပြန်လောက်ရမှာဖြစ်အဲ့တော့ကျွန်တော်တို့ကအမြစ်ကလှန်မှာဖြစ်တဲ့အတွက်တစ်ခါတည်းလှန်ဖို့အားတော့ရှိဖို့လိုတယ်အဲ့တော့ကျုံးဖို့တော့လိုပြီဗျကျုံးဖို့တော့လိုရှင်းရှင်းလေးပဲညီတို့ရှောက်နေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောက်နေတဲ့လမ်းရောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်တဲ့ကောင်မှာကျုံးရတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်တူဟာမျိုးကညီတို့ဒီဇွန်းမှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကူပေါ့နော်ကိုယ့်အိမ်ကူမှာနေပြီးစုံရမယ့်အနေအထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းတယ်ဗျညီတို့ကဘာမှ view site မနေနဲ့ဒီထက်ကြောက်စရာလည်းဘာမှမရှိတော့ဘူးညီတို့အနာဂတ်တွေလည်းအမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့ငကားတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့သိရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့လိုတယ်ဗျာသိရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှရတယ်ပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့လူရောက်100ပေါ့နော်ရောက်100နဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲတော့လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီး20လောက်ပဲသူတို့စစ်ကောင်စီရပေါ့နော်တန်တွေတက်ပါကြောက်အောင်သွားပဲပန်းနိုင်ကိုဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ရှင်းပလိုက်ပါတခါလဲဒါအမြင့်ပါပြန်ထွက်မှသူတို့မိဘရှုပ်ရင်ရှုပ်ပလိုက်မယ်အဲဒီစူးတွေကိုအဲ့လိုမျိုးဒီညီတို့ကသွားမှဖြစ်တယ်ကျွန်တော်တို့ဘယ်လိုအခက်အခဲမျိုးပဲရှိညီတို့တွေပန်းနိုင်ကိုကြောက်အောင်သွားမယ်ရှိနေတဲ့အမိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာပွင့်လင်းပြောတာ